Hello အားလုံးပဲမင်္ဂလာပါဆိုတော့ဒီတစ်ခေါက်ကတော့အရှိတစ်ခေါက်မှာcomment မထားအနေနဲ့ပေါ့နော်ကိုလူတွေကဘယ်လိုမြင်လဲဆိုတဲ့ဟာကိုခေဘကဟောပေးသွားမှာဖြစ်ပါတယ်ဆိုတော့ okay share လုပ်လိုက်ရအောင်ခေပါကိုယ့်ရဲ့ပတ်ဝန်းကျင်လူတွေကိုယ့်ရဲ့အသေးတွေကဘယ်လိုမြင်လဲဆိုတာကိုကတော့ကနေဟောပေးသွားမှာဖြစ်ပါတယ်ဆိုတော့ခိုင်းလို့ပဲUniverse ကိုအရင်ပြုပြီးတော့ခုနကဆွေးနွေးဖြစ်တဲ့ message တွေရောက်လာအောင်စတောင်းပေးလို့ရပါတယ်ဆိုတော့ Page of Pentacles ကြားရယ် Lover the Tower Okay ဆိုတော့ပထမဆုံးအဖြစ်တော့ဒီ reading ကိုကြည့်နေတဲ့လူတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးကိုကဒါပါတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာများသောအားဖြင့်ကိုယ့်ထက်ကြီးရဲ့လူတွေပဲရှိတာများတယ်ပြောချင်တာဘယ်လိုမျိုးလဲဆိုတော့ဒါပါတော့ကိုကအလုပ်ခွင်ထဲမှာဆိုရင်လည်းကိုယ့်ထက်ကြီးရဲ့လူတွေများတာဒါယာတူအဖြစ်ရောပြီးရင်အသက်အဖြစ်ရောပေါ့နော်နောက်တစ်ခုကဘာလဲရှိမလဲဆိုတော့energy အရာပေါ့နော် energy အရာဆိုတော့ကိုကလိုငယ်တဲ့ energy ဖြစ်နေတာဒါပါတော့ကိုယ့်ထက်ငယ်တွေများတယ်ဆိုမှလို့ကိုကမှလုံးဝတက်ကြွဖြက်လက်နေရဆိုအဲ့လိုမျိုးenergy မျိုးရှိရလူပေါ့နော်ဆိုတော့ပတ်ဝန်းကျင်ကကိုယ်အဲ့လိုမျိုးငယ်တယ်အသက်ငယ်တယ်ဒါမှမဟုတ်လို့ရှိရင်လေဒီ energy အရာတက်ကြွဖြက်လက်တဲ့လူအမြဲပျော်ရွှင်ပြီးတော့အဲ့လိုမျိုးhappy virus ပုံစံမျိုးလေးရှိရပေါ့နော်တက်ကြွရှိရလူတခုခုလောက်ပြီးဆိုလို့ရှိရင်လေအဲ့လိုမျိုးတက်ကြွမှုအပြည့်နဲ့အင်အားအပြည့်နဲ့အဲ့လိုလောက်တက်တဲ့လူမျိုးလိုမြင်နေရမျိုးရှိပါတယ်ပြီးတော့လိုမျိုးသူတို့ကဘယ်လိုလဲမြင်လဲဆိုတော့ကိုယ့်အိမ်ရာလေးကိုယ့်လို support ပေးရဆိုပြီးတော့မြင်တယ်ဥမာကွာထားပါတော့ကိုကတကယ်လို့ပေးမမနဲ့ကိုကအကုန်လုံးလုပ်ခဲ့ရတယ်ဆိုရင်တော့မှပဲကိုပတ်ဝန်းကျင်ကကိုမြင်လာကြတော့ဒီကလေးကိုသူ့အိမ်ကအများကြီး support ပေးထားနေမယ်သူ့အိမ်ကအရန်ချစ်တယ်ထင်တယ်သူကအဲ့လိုမျိုးမြင်ကြတာများတဲ့လူရှိရပေါ့နော်ပြီးရင်တတာဝါပြီးတော့လေဘယ်လိုရှိမလဲဆိုရင်ဒီ reading ကိုကြည့်နေတဲ့လူတွေကအဆွဲလန်းရမ်းကြီးရယ်ဆိုပြီးတော့သူ့ပတ်ဝန်းကျင်မြင်နေကြတာမျိုးရှိတယ်ဆိုတော့အဲ့ဒါကြောင့်ဘယ်လိုမျိုးလဲဆိုတော့okayဒါပါတော့အရင်တော့ချစ်သူကြီးသားတခုရှိတယ်ချစ်သူကြီးသားတခုထားခဲ့ဘူးရပေါ့နော်ထားခဲ့ဘူးပြီးတော့အဲ့ဒီဟာကိုကဆိုတော့ဘယ်လိုပြောမလဲခုနပြောသလိုပဲကို့မှာချစ်သူထားခဲ့ဘူးရယ်ချစ်သူဟောင်းတယောက်ရှိရပေါ့နော်ရှိရဆိုလို့ရှိရင်ကိုကအဲ့လူပေါ်စိတ်မပြတ်တာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုထွက်လာခဲ့ပြီးပတ်ဝန်းကျင်တစ်ခုပေါ့နော်ဥမာဒါပါတော့okay ဒီအလုပ်ကနေထွက်လာတယ်ဒါပေမဲ့အဲ့အလုပ်ကိုအမြဲတမ်းစောင့်ကြည့်နေဒီလူအမြဲတမ်းစောင့်ကြည့်နေတယ်တန်ရုံးစင်မပြတ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေရှိနေလို့ပတ်ဝန်းကျင်ကကိုမြင်ကြတယ်ဆိုတော့စိတ်မပြတ်နိုင်ဘူးပေါ့နော်စိတ်မပြတ်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးရှိရဲဆိုပြီးတော့ကိုပါဝင်ချင်ကိုမြင်နေကြမျိုးလည်းရှိရပြီးတော့တဲ့okay ဒီကကြတော့ဘယ်လိုပြောမလဲကိုကလေချစ်သူရှိကောင်းရှိတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်ရင်လည်းမရှိတာဖြစ်ဖို့များတယ်ပေါ့နော်တချို့ကိုယ့်ပတ်ဝန်းကျင်ကတချို့လူတွေကြတော့ကိုယ့်ကိုဘယ်လိုမြင်နေလဲဆိုတော့လေလိုမျိုးချစ်သူအဖြစ်ရွေးချယ်လိုက်ဖို့တင့်တော်တဲ့လူအဲ့လိုမျိုးမြင်နေကြအများတယ်လုံးဝသူ့ကိုဒါချစ်သူဖြစ်ရမယ်ဆိုရင်တော့လုံးဝ perfect ဖြစ်တဲ့
ချစ်သူလေးဖြစ်မှာပဲဆိုပြီးတော့မြင်နေကြရမျိုးရှိရပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်တော့မှပဲကိုကိုအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ okay သူ့ကိုဒါငါခန့်လိုက်ရမယ်ဆိုရင်ငါကုမ္ပဏီမှာရမယ်ဆိုရင်အရင်က perfect ဖြစ်မှာပဲဆိုပြီးတော့မြင်နေကြရမျိုးလည်းရှိရဆိုတော့အမြင်တွေအကုန်လုံးကတော့ဘယ်လိုပြောမလဲကိုချစ်တဲ့လူတွေရှိရလာတယ်ကိုချစ်တဲ့လူတွေကိုဘယ်လိုမြင်လဲဆိုတော့အမြင်နဲ့တူနေရဆိုတော့ဒီ reading ကိုဖတ်နေတဲ့လူဒီ reading ကိုကြည့်နေတဲ့လူတွေကလူရဲ့ပတ်ဝန်းကျင်မှာကိုယ်မုန်းတဲ့လူတွေများစားမရှိပဲနဲ့ချစ်တဲ့လူတွေသဘောကျရဲဆိုအမြင်နဲ့ကြည့်ရလူတွေပို့ပြီးတော့များရဲဆိုတော့ကောင်းပါတယ်ခဏလေးနော်တက်အောက်ကလေးကြည့်လိုက်okay ဆိုတော့နောက်ဆုံးတက်ကကြတော့ဘယ်လိုဖြစ်မလဲဆိုတော့ကိုဝိနာလူတွေကဘယ်လိုမြင်လဲဆိုတော့လေ okay ဒါတော့ကို့မှာငယ်ရွယ်မှုကလည်းရှိတယ်ပြီးတော့အရေးချင်းရလည်းရှိကိုလှုပ်ချင်တာမှန်သမျှအောင်ဘာမှမဆိုလုပ်လို့ရတဲ့အနေအထားတစ်ခုမှရှိရအချိန်တစ်ခုမှရှိရအခြေအနေတစ်ခုမှရှိရဆိုပြီးတော့သူတို့ကိုမြင်ကြတယ်လုံးဝကိုလိုချင်တာကိုလိုချင်တာမှန်သမျှဘာမှမဆိုဖန်တီးနိုင်တဲ့လူလို့မြင်ကြရများတယ် even ကိုယ်တငယ်ချင်းတွေတောင်မှပဲကိုလိုမျိုးဘယ်လိုပြောမလဲသဘောကျရဲကိုရဲ့ပုံစံကိုလေးသဘောကျတယ်လေးစားတယ် inspire ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမြင်ပါတယ်ဟုတ်ပြီပါဆိုတော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲနောက် reading မှာပြန်တွေ့ကြမယ်နော်